ဒါကဘာတင်ကားလဲဒါကတော့ဂျပန်နိုင်ငံရဲ့ Type 10ပင်မတိုက်ပွဲဝင်တင်ကားပဲဖြစ်ပါတယ်ဒါဟာဂျပန်ရဲ့တောင်ထူထပ်တဲ့မြေမျက်နှာတွင်ပြီးအထူးဒီဇိုင်းထုတ်ထားတာပါတိုက်ပွဲဝင်အလေးချိန်48တန်ရှိပြီးအမြင့်နှုန်းတနာလီ80ကီလိုမီတာအထိမောင်းနှံနိုင်ပါတယ်120မီလီမီတာအော်တို GP စနစ်ပါဝင်တဲ့အမြောက်တပ်ဆင်ထားပြီးမီတာ2ခေါက်အကွာဝေးကနေ950ကနေ600မီလီမီတာအထိရှိတဲ့တန်ဂျက်ကာရီကိုဖောက်ထွင်းနိုင်ပါတယ်အဆင့်သတ်မှတ်ချက်10နေရာမှာရှိပါတယ်ဒါကရောဘာတင်ကားလဲယူကရိန်းနဲ့ T-84M Oblok ပင်မတိုက်ပွဲဝင်တင်ကားပါအနောက်တိုင်းနဲ့အရှေ့တိုင်းနည်းပညာတွေပေါင်းဆက်ထားပြီးအလေးချိန်50တန်ရှိပါတယ်အမြင့်ဆုံးအမြန်နှုန်းတနာရီ65ကီလိုမီတာရှိပြီး125မီလီမီတာအမြောက်တပ်ဆင်ထားပါတယ်မီတာ2000အကနေ650မီလီမီတာတန်ချက်ကာကိုဖောက်ထွင်းနိုင်ပြီးဖိခတ်မှုအကွာအဝေး3800မီတာအထိရှိပါတယ်အဆင့်သတ်မှတ်ချက်9နေရာမှာရှိပါတယ်ဒါကဘာတင်ကားလဲဒါကတော့တောင်ကိုရီးယားရဲ့ K2PL ပင်မတိုက်ပွဲဝင်တင်ကားပဲဖြစ်ပါတယ် K2 Black Panther ရဲ့အဆင့်မြင့်ဘာရှင်းတီဗီအလေးချိန်1060ရှိပါတယ်အမြင့်နှုန်းတနာရီ80ကီလိုမီတာရှိပြီး120မီလီမီတာအမြောက်တပ်ဆင်ထားပါတယ်မီတာနှခေါင်အကွာဝဲကနေ680မီလီမီတာတန်ကြက်ကာကိုဖောက်ထွင်းနိုင်ပါတယ်အဆင့်သတ်မှတ်ချက်8နေရာမှာရှိပါတယ်ဒါကရောဘာတင်ကားလဲပြင်သစ်ရဲ့ Leclerc Excella ပင်မတိုက်ပွဲဝင်တင်ကားပါတရင်အချက်လက်နီးပညာကိုအခြေခံထားတဲ့စရုထာမျိုးဆက်တင်ကားထိပြီးအလေးချိန်58တန်ရှိပါတယ်အမြန်နှုန်းတနာရီ81ကီလိုမီတာအထိရှိပြီး120မီလီမီတာအမြောက်တပ်ဆင်ထားပါတယ်မီတာ2000အကွာဝေးကနေ650မီလီမီတာတန်ကြက်ကာကိုဖောက်ထွင်းနိုင်ပါတယ်အဆင့်သတ်မှတ်ချက်8နေရာမှာရှိပါတယ်ဒါကဘာတင်ကားလဲဒါကတော့ Britain ရဲ့ Challenger 3ပင်မတိုက်ပွဲဝင်တင်ကားပါChallenger 2ကိုအခြေခံပြီးအဆင့်မြင့်တင်ထားတာထိပြီးအလေးချိန်တန်66တန်ရှိပါတယ်။အမြန်နှုန်းတနာရီ56ကီလိုမီတာရှိပြီး120မီလီမီတာအမြောက်တပ်ဆင်ထားပါတယ်။မီတာ2000အကွာဝေးကနေ900မီလီမီတာတန်ချက်ကာကိုဖောက်ထွင်းနိုင်ပါတယ်။အဆင့်သတ်မှတ်ချက်6နေရာမှာရှိပါတယ်။ဒါကဘာတင်ကားလဲ။ရုရှားရဲ့ T-14 Armada ပင်မတိုက်ပွဲဝင်တင်ကားဖြစ်ပါတယ်ကမ္ဘာပေါ်မှာပထမဦးဆုံးအများထုတ်လုပ်တဲ့စရုပ်ထမျိုးဆက်တင်ကားဖြစ်ပြီးအလေးချိန်55တန်ရှိပါတယ်။အမြန်နှုန်းတနာလီ85ကီလိုမီတာရှိပြီး125မီလီမီတာအမြောက်တပ်ဆင်ထားပါတယ်။မီတာ2ခေါက်အကွာဝေးကနေ950ကနေ800မီလီမီတာတန်ချက်ကာကိုဖောက်ထွင်းနိုင်ပါတယ်။အဆင့်သတ်မှတ်ချက်9နေရာမှာရှိပါတယ်။ဒါကဘာတင်ကားလဲ။ဒါကတော့အမေရိကန်ရဲ့ M1A2 SCB ပင်မတိုက်ပွဲဝင်တင်ကားဖြစ်ပါတယ်အမေရိကန်ရဲ့အဆင့်မြင့်ဆုံး Digital နည်းပညာသုံးတင်ကားဖြစ်ပါတယ်။အလေးချိန်တန်66တန်ရှိပြီးအမြန်နှုန်းတနာရီ68ကီလိုမီတာရှိပါတယ်။120မီလီမီတာအမြောက်တပ်ဆင်ထားပြီး800မီလီမီတာတန်ကြက်ကာကိုဖောက်ထွင်းနိုင်ပါတယ်။အဆင့်သတ်မှတ်ချက်4နေရာမှာရှိပါတယ်။ဒါကဘာတင်ကားလဲ။ဒါကတော့ဂျာမနီရဲ့ Leopard 2ပင်မတိုက်ပွဲဝင်တင်ကားဖြစ်ပါတယ်။တတိယမျိုးဆက်တင်ကားတွေကအကောင်းဆုံးလို့ဆိုနိုင်ပြီးအလေးချိန်တန်80ရှိပါတယ်အမြန်နှုန်းတနာရီ68ကီလိုမီတာရှိပြီး120မီလီမီတာအမြောက်တက်ဆင်ထားပါတယ်။မီတာ2000အကွာဝေးကနေ950မီလီမီတာတန်ချက်ကာကိုဖောက်ထွင်းနိုင်ပါတယ်။အဆင့်သတ်မှတ်ချက်3နေရာမှာရှိပါတယ်။ဒါကရောဘာတင်ကားလဲ။ဒါကတော့တရုတ်နိုင်ငံရဲ့ Type 99A ပင်မတိုက်ပွဲဝင်တင်ကားဖြစ်ပါတယ်။တရုတ်နိုင်ငံကိုယ်တိုင်ထုတ်လုပ်တဲ့တတိယမျိုးဆက်တင်ကားဖြစ်ပြီးအလေးချိန်58တန်ရှိပါတယ်။အမြန်နှုန်းတနာရီ80ကီလိုမီတာရှိပြီး125မီလီမီတာအမြောက်တက်ဆင်ထားပါတယ်။မီတာ2000အကွာဝေးကနေ950မီလီမီတာတန်ချက်ကာကိုဖောက်ထွင်းနိုင်ပါတယ်။အဆင့်သတ်မှတ်ချက်2နေရာမှာရှိပါတယ်